မင်္ဂလာပါညီကိုတို့ဒီနေ့ညမြန်မာစံတော်ချိန်နနက်2နာရီခွဲမှာ VV နဲ့ Real Madrid တို့ရှင်းပြကစားကြမှာပါ Real ရဲ့အဝေးကွင်းနောက်ဆုံး9ပွဲမှာ2ပွဲနိုင်3ပွဲရှုံးထားပြီး Benfica ရဲ့အိမ်ကွင်းနောက်ဆုံး9ပွဲမှာ9ပွဲလုံးကိုနိုင်ထားပါတယ်လီဖေနောက်ဆုံးပွဲတော့ကအိမ်ကွင်းမှာ Benfica ဟာ Real ကို 4-2 နဲ့နိုင်ခဲ့ပါတယ်ဒီပွဲရဲ့စတဲ့ကြီးမှာ VA ကနေပေါ်ဒီ level နှုတ်90 6ပေါင်325ကနေယခုချိန်မှာ body level 40 6ပေါင်3လုံးပေါင်35လောက်ထိကျဆင်းလာပါတယ် VA ရဲ့ခံစားပိုင်းအားနည်းမှုတွေရှိနေပြီးဒီနေ့ပွဲမှာလည်း Asensio, Rodrigo နဲ့ Jude Bellingham တို့မပါဝင်နိုင်ပါဘူးတစ်ဖက်အသင်းကိုရှိလာနိုင်ပြီးအင်္ဂွင်အားသာချက်ရှိတဲ့ Benfica body ပဲကြိုက်ပါတယ်နောက်တစ်ပွဲကဒေါမွန်နဲ့အတ္တလန်တို့ပဲဖြစ်ပါတယ်ဒေါမွန်ရဲ့အိမ်ကွင်းနောက်ဆုံး9ပွဲမှာ4ပွဲနိုင်1ပွဲရှုံးထားပြီးအတ္တလန်ရဲ့အဝေးကွင်းနောက်ဆုံး9ပွဲမှာ2ပွဲနိုင်2ပွဲတည်နဲ့1ပွဲရှုံးထားပါတယ်ဒီနေ့တင်းရဲ့တွေးဆုံမှုမှာဒေါမွန်ကတစ်ကြိမ်နိုင်တစ်ကြိမ်တည်ကြတာပါတယ်2018တုန်းကလည်းယူရိုပါလိမှာတွေးဆုံမှုပြီးအဲတုန်းကဒေါမွန်ကွင်းမှာအတ္တလန်ကို2-2နဲ့နိုင်ခဲ့ပါတယ်ဒေါမွန်ဟာချန်ပီယံလိအိမ်ကွင်း4ပွဲမှာ10ဂိုးသွင်းခဲ့တယ်လို့ပေးကိုလည်း9ဂိုးရှိထားပါတယ်အတ္တလန်ဟာနောက်ပိုင်းပွဲတွေမှာခြေစမ်းပိုင်းကောင်းမွန်လာပြီးနောက်ဆုံး10ပွဲမှာ9ပွဲနိုင်2ပွဲတည်နဲ့1ပွဲရှုံးထားပါတယ်ဒီပွဲရဲ့အတ္တလန်မှာသူတို့ရဲ့အဓိကကွင်းလင်တိုက်စစ်မှာကတ်တီလေးမပါဝင်နိုင်တယ်လို့အတ္တလန်တို့အားလင်းနိုင်ပါတယ်ဒီနေ့ပွဲမှာဒေါမွန်ကနေ level 80 6ပေါင်3လုံးပေါင်60ပေးထားပြီးချန်ပီယံလိရှုံးတဲ့အတွေ့အကြုံရှိပြီးအိမ်ဝင်အားသာချက်ရှိတဲ့ဒေါမွန်ဘော်ဒီပဲကြိုက်ပါတယ်နောက်တစ်ပွဲကည7:15မှာကစားမယ်ဂလာတာဆယ်ရီနဲ့ဂျူပင်တက်တို့ပွဲစဉ်ဖြစ်ပါတယ်ဂလာတာဆယ်ရီရဲ့အင်ကွင်းနောက်ဆုံး9ပွဲမှာ3ပွဲနိုင်2ပွဲတည်နဲ့ဂျူပင်တက်ရဲ့အဝေးကွင်းနောက်ဆုံး9ပွဲမှာ3ပွဲရှုံး2ပွဲနိုင်2ပွဲတည်ရရှိထားပါတယ်ဒီနေ့တင်းရဲ့ထိထွေးထိပ်ဆုံမှု၄ပွဲမှာအိမ်ကွင်းမှာကစားခဲ့တဲ့အသင်းတွေကနိုင်ပွဲရရှိပြီးဂလာတာဆယ်ရီက2ကြိမ်နိုင်ဂျူပင်တက်က2ကြိမ်နိုင်ထားပါတယ်ချန်ပီယံလိမှာလည်းဂလာဆယ်ရီဟာအိမ်ကွင်းကိုအပြုကစားတတ်ပါတယ်ဂျူပင်တက်ကဒီယာဒီချန်ပီယံလိအဝေးကွင်းမှာတပွဲပဲနိုင်ပွဲရရှိထားပါတယ်အဝေးကွင်းကနေဘော်ဒီ level 40ဂျူပင်တက်ကပေးထားပေမဲ့ဂလာဆယ်ရီဘော်ဒီပဲကြိုက်ပါတယ်နောက်တစ်ပွဲကနနက်2နာရီခွဲမှာကစားမယ်မိုနာကိုနဲ့ PSG တို့ပွဲစဉ်ဖြစ်ပါတယ်မိုနာကိုကအင်ကွင်းနောက်ဆုံး9ပွဲမှာ2ပွဲနိုင်2ပွဲရှုံးနဲ့1ပွဲတည်ကြတာပါတယ်PSG ရဲ့အဝေးကွင်းနောက်ဆုံး9ပွဲမှာ3ပွဲနိုင်2ပွဲရှုံးထားပါတယ်။နေသိရင်ထိပ်တွေ့ဆုံမှုနောက်ဆုံး9ပွဲမှာ PSG ကနေ3ပွဲနိုင်1ပွဲတည်နဲ့1ပွဲရှုံးထားပါတယ်။မိုနာကိုကဒီယာဒီချန်ပီယံလိမှာအိမ်ကွင်းရှုံးပွဲမရှိသေးပေမဲ့ဒရန်ရကစားသမားတွေရှိနေပါတယ်။မိုနာကိုရဲ့တိုက်စစ်ပိုင်းကနောက်ပိုင်းပွဲတွေမှာဂိုးတွေပြန်ရနေပါတယ်။ PSG ကလည်းခန်းစစ်ပိုင်းအားနည်းပြီးဒီနေ့ပွဲမှာ PSG ကနေ body 140 6ပေါင်325ပေးထားပြီးနံပါတ်3ကိုရှိလာနိုင်ခြင်းဖြစ်လို့ဂိုးပေါင်းအပေါ်ပဲကြိုက်ပါတယ်။